မင်္ဂလာပါရှင်ငွေ surprise ကဖြစ်ပါတယ်ရှင်အခုဝေတို့တွေကတော့တာယာဝတီမြို့နယ်တာယာရေးရွာကိုဒီ birthday surprise ကလေးတောက်ဖို့မှာပဲဖြစ်ပါတယ်ရှင်တာယာရေးရွာမှာရှိတဲ့ဖွားဖွားရဲ့မွေးနေ့တက်ကိုပေါ့နော်ဒီနိုင်ငံခြားကိုရောက်နေတဲ့မြေးလေးဖြစ်တဲ့သူမဒီပန်းစည်းလေးတွေကိတ်လေးတွေပို့ဝေတို့စီမှာပေးထားတာကိုဝေတို့တွေကအခုပဲတောက်ဖို့မှာဖြစ်တယ်ပေါ့နော်ဘလိုလေးတွေ surprise ဖြစ်ပြီးပျော်ရွှင်ရမယ်ဆိုတာသိရအောင်ဝေတို့နဲ့ဒီဗီဒီယိုလေးကိုဆောင်အောင်ကြည့်လိုက်ကြည့်ပေးတတ်ပါအောင်နော်60ရောက်ပြီဟုတ်ကဲ့ဆောင်နေတာအဲ့ခွန်းနဲ့ဆက်ချောင်းနေတယ်ခုနဆက်တဲ့ကြောင်းနဲ့26နှစ်ပြည့်မွေးနေ့အတွက်ပေါ့နော်အခုလေဒီမှာဘရောချင်းပုံပြချလိုက်မယ်နော်ဘရောချင်းလေးပါတယ်ပြီးတော့ဒီမှာပန်းစည်းလေးလည်းပါတယ်ဖွားဖွားအခုလေဒီလက်ဆောင်တွေကိုလေဘယ်သူပို့ဝေလိုက်တယ်သိလားမသိဘူးဘူးနေပါအဲ့ဖွားဖွားအခုဘယ်သူပို့ဝေလိုက်လဲသိလားလက်ဆောင်တွေကိုသိမသိသေးဘူးပို့မဲ့သူဘယ်သူလေးတွေရှိတော့ညီလေးရှိတယ်ညီလေးပြင်အခြားသူလေးတွေရှိသေးလားမိသားစုတွေမှာပို့ဖို့မရှိဘူးအောင်ညီလေးပဲရှိတယ်ညီလေးပို့ပေးတယ်လို့ထင်တယ်ပေါ့နော်ညီလေးကကြိုးပြီးပြောမထားဘူးလားဖွားဖွားမပြောဘူးဒါ surprise ဖြစ်ပြီးတော့ပျော်ရွှင်ရအောင်လို့ပေါ့နော်ဟုတ်ပါတယ်အခုလိုမျိုးရုပ်တရက်ကလေးရောက်လာတော့လေကြိုးပြီးပြောမထားဘူးဆိုတာအခုဒါလေးတွေရောက်လာတဲ့အခါကျတော့ဖွားဖွားစိတ်ထဲမှာဘယ်လိုနေလဲ surprise ဖြစ်သွားရဲ့လားဝင်တာပါတယ်ဝင်တာပါတယ် surprise ဖြစ်သွားတာပေါ့နော်လုံးဝမထင်မထားပဲနဲ့အခုလိုမျိုးရောက်လာတော့အရင်ကအခုလိုမျိုးလက်ဆောင်လေးတွေရဘူးလားမရဘူးဒါပထမဆုံးရဘူးတာပေါ့နော်ဟိုအထက်မှာကျတော့လေဒါလေးကဖွားရဲ့မွေးနေ့အတွက်ကတော့လက်ဆောင်လေးငွေသား3သိန်းထည့်ပေးထားတယ်နော်ညီလေးကလေပြီးတော့သမီးတို့နဲ့အမှားစားလေးလည်းပေးထားသေးတယ်ပြီးရင်အမှားစားလေးလည်းဖတ်ပြပေးမယ်နော်အခုပို့ပေးလိုက်တဲ့လက်ဆောင်လေးတွေရောသဘောကျရဲ့လားကျပါတယ်သဘောကျပါတယ်အဲ့ဆိုသမီးအရင်ဆုံးကိတ်ကလေးခွက်ပေးမယ်နော်ဟုတ်ပြီတော့လုပ်နေတယ်သူကလည်းကြီးပဲဟုတ်လားညီမတို့ကစီစဉ်လုပ်ပေးတဲ့ပဲထင်တာကိုကမသိဘူးလေသူကအကုန်ပြောပြတာပေါ့ပြောပြနေတော့ပြရဟုတ်သူလိုချင်တာလေးတွေကိုသူကလှမ်းပြောပြတာလေတမျိုးတွေကဒီဘက်ကနေအဲ့လိုစီစဉ်ပေးတာဒီကဝဲမနေ့ကမှကိုရအဲ့တဲ့လာမယ်လို့တော့ပြောတယ်ဒါပဲဒီကမသိဘူးပြောပြီးတိမှာဆိုလို့ဒီမှာဟုတ်ပါဘူးပြောရှင်းစီချင်တာညီလေးကဟုတ်ပါညီလေးကအခုဘယ်ရောက်နေတာလဲအဟွာမှာဒူဘိုင်းဒူဘိုင်းကိုရောက်နေတာသွားလာကြပြီလားနည်းနည်းပြေတော့အဲ့ဆိုလိုက်ကြမယ်နော်ဆိုမယ်နော် Happy birthday to you Happy birthday to you Happy birthday dear Papa Happy birthday to you မဟုတ်မနော်โอเคဒီနေ့ပါပအဲ့ဒါဆိုရင်တမီးအမှားစားလေးရေဖတ်ပြပေးဦးမယ်နော်ဒီလေးကအမှားစားလေးပေးလိုက်တယ် Happy birthday ပါတဲ့ဖွားဖွားရေးတဲ့86နှစ်ပြည့်မွေးနေ့လေးမှာတဲ့ပျော်ရွှင်ပါစေဖွားဖွားတဲ့ဖွားဖွားအသက်120တိုင်အောင်နဲ့တက်ရှိကျမ်းပါပြီဖခင်တရားလည်းမြဲပြီးစိတ်အေးချမ်းသာပါစေလို့တဲ့မွေးနေ့ဆုတောင်းပေးလိုက်ပါတယ်တဲ့အဓိကမှာချင်တာကတော့တဲ့ဖွားဖွားကျမ်းမာရေးကိုစိုက်ပါနော်တဲ့နောက်လဲတဲ့ဒီတက်မကတဲ့ပူပြီးပျော်ရွှင်ရအောင်တဲ့အခုလိုမျိုးလေးတွေပို့ပေးခြင်းသေးတာမို့တဲ့ဖွားဖွားကျမ်းမာရှိနေမှာဖြစ်မယ်နော်တဲ့မှားထားတယ်နော်ဖွားဖွားအဲဆိုဖွားဖွားမြေးလေးအတွက်ပြန်ပြီးတော့ပြောပေးပါဦးနော်ဘာလေးမှကျင်တယ်မြေးမလေးကိုဟုတ်ပြီလားဟုတ်ဒီလေဟုတ်ပါရဲ့အဲ့ဒါပါလေကြည့်ရတာအားမရဘူးဒီလေးကျမ်းမမသိချမ်းသာပါစေပေါ့ဒီမှာအဆင်ပြေပါစေပေးနေပြပါစေဖွားဒါဆိုကြောင်းနိုင်လေးချလိုက်မယ်နော်ကိတ်ကလေးခွဲရအောင်ဘိုးရတယ်ကြာဒီတော့ချက်လိုက်မယ်နော်โอเคဟိုအောက်ကလေးထိရအောင်ခွဲချလိုက်ပါဟင်ချေဟင်ဟုတ်ကလေးကိုလိုက်ခွန်ချလိုက်ပါဦးဒီလက်တော့လေးရှိလားဟုတ်တယ်
မလက်ကမှာ ဒါလေး ခွန်ကြုံမယ် လာ အရင်ခွန်ကြုံလိုက်မယ် လာ မဟုတ်ဘူးဖွားတော့မှာ လာ ဖွားတော့မှာ လုံးတာခွတ်မနော်တနည်း လက်ကြလေ ဒီပါရောလာ နိုင်လေလား နိုင်လေလား မသိနိုင်